နောက်တစ်ခုကကြတော့ indefinite articles ခုနကပြောခဲ့တဲ့ l တို့ la တို့ lost တို့ last တို့ကကြတော့ definite article အဲ့တော့ indefinite article မှာဆိုလို့ရှိရင်သူ့ကိုဘာသာပြန်မယ်ဆိုရင်တစ်ခုတစ်ကောင်တစ်ယောက်အချို့ဆိုပြီးတော့ဘာသာပြန်လို့ရတယ်အဲ့တော့သူ့မှာလည်း၄မျိုးရှိတယ်အဲ့ဒါကဘာတွေလဲဆိုတော့ on ရယ် owner ရယ်ပထမ2မျိုး on နဲ့ owner ကိုကြတော့ singular form အတွက်သုံးတယ်နောက်နှစ်ခုကကြတော့ unos နဲ့ unas အဲ့တော့အဲ့နှစ်ခုကိုကြတော့ plural form အတွက်သုံးတယ်ဒါဆိုလို့ရှိရင်၄မျိုးရှိတယ် on owner unos unas အဲ့တော့ on နဲ့ owner ကိုကြတော့ singular အတွက်သုံးပြီးတော့ unos နဲ့ unas ကိုကြတော့ plural form အတွက်သုံးတယ်singular form မှာဆိုလို့ရှိရင်ခုနကပြောခဲ့သလို on ရှိတယ် owner ရှိတယ် on ကိုကြတော့ masculine noun အတွက်သုံးပြီးတော့ owner ကိုကြတော့ feminine noun အတွက်သုံးတယ်ဒီမှာဆိုလို့ရှိရင် on amigo on baño on teatro on espejo on gato on jardín on museo on pianista on sillon on tequete ဒါဆိုလို့ရှိရင်ဒီစကားလုံးတွေက masculine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို indefinite article on နဲ့တွဲသုံးပေးရတယ်သူ့ကိုဘာသာပြန်မယ်ဆိုလို့ရှိရင်တစ်ခုတစ်ကောင်တစ်ယောက်ဆိုပြီးတော့ဘာသာပြန်ပေးရတယ်နောက်တစ်ခုကကြတော့ una amiga una biblioteca una ciudad una idea una librería una maleta una mujer una página una persona una pluma ဒီစကားလုံးတွေဆိုလို့ရှိရင် feminine noun ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို indefinite article owner နဲ့တွဲသုံးပေးရတယ်သူ့ကိုဘာသာပြန်မယ်ဆိုလို့ရှိရင်လေ indefinite article ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုတစ်ကောင်တစ်ယောက်ဆိုပြီးတော့ဘာသာပြန်ပေးရတယ်အဲ့တော့သူတို့ကို plural form နဲ့တွဲသုံးမယ်အဲ့တော့ indefinite article ကို plural form ပြောမယ်ဆိုလို့ရှိရင် on ကိုကြတော့ unos လို့ပြောင်းပြီးတော့ owner ကိုကြတော့ unas လို့ပြောင်းပေးရတယ်အဲ့တော့ unos ကိုကြတော့ masculine နဲ့တွဲသုံးတယ် unas ကိုကြတော့ feminine နဲ့တွဲသုံးတယ်အဲ့တော့သူတို့ရဲ့ noun တွေကိုplural form ပြောမယ်ဆိုလို့ရှိရင်လေခုနကအတိုင်းပဲ vowels နဲ့စုံနေဆိုလို့ရှိရင် s ကိုပေါင်းထည့်ပြီးတော့ consonants နဲ့စုံတဲ့စကားလုံးတွေဆိုလို့ရှိရင် es ကိုပေါင်းထည့်ပေးရတယ်ဒီမှာဆိုလို့ရှိရင် unos barcos unos gatos unos idiomas unos libros အဲ့တော့သူကိုဘာသာပြန်မယ်ဆိုလို့ရှိရင်အချို့ဆိုပြီးတော့ပြန်လို့ရတယ်အဲ့တော့ဒီမှာ masculine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူက unos နဲ့တွဲသုံးတယ်အနောက်မှာ s ပဲထည့်သုံးပြီးထားတယ် s နဲ့ပေါင်းထည့်vowel နဲ့စုံတဲ့စကားလုံးတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူက s ကိုပေါင်းထည့်ပေးရတယ်နောက်တစ်ခုကကြတော့ feminine noun တွေဆိုလို့ရှိရင်လေ unas artistas unas casas unas conversaciones unas flores ဆိုပြီးတော့ပြောင်းသုံးပေးရတယ်ပြောလို့ရှိရင်သူက feminine noun တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူက unas လို့တွဲသုံးပေးရတယ် vowel နဲ့စုံတဲ့စကားလုံးတွေဆိုလို့ရှိရင်သူက s ကိုပေါင်းထည့်တယ် consonants နဲ့စုံတဲ့စကားလုံးတွေဆိုလို့ရှိရင်တော့သူကို es ကိုပေါင်းထည့်ပေးရတယ်ဒီအထိကကြတော့ definite article နဲ့ indefinite article ကိုပြောပြပေးထားတာဖြစ်ပါတယ်